မင်းဂျုံနိုးတောက်နေရင်မတော်တဆနိုးတငုံတီးသွားပြီးမှုတ်ထုတ်လိုက်မိတဲ့အဲ့ဒီနိုးတွေကမထင်မှတ်ပဲအတော်စီကိုဆင်သွားတဲ့မင်းဂျုံကအမြန်တုတ်ပေါ်ဝါယူလာပြီးသူမရဲ့အဝတ်စားပေါ်ဆင်သွားတဲ့နိုးတွေကိုတုတ်ပေးတယ်အတော်ကတော့ရှက်ရွံ့သွားတဲ့ပုံနဲ့တုတ်ပေါ်ဝါကိုဆွဲယူလိုက်ပြီးမင်းဂျုံကိုလှုပ်ပေးစရာမလိုကြောင်းပြောတယ်အဝတ်ပေါ်ကနိုးတွေတုတ်ပြီးပေမဲ့အဝတ်ကဆူရွှဲသွားလို့အဝတ်လဲရတော့မယ်အဲ့ဒီနောက်မှာမင်းဂျုံကိုနောက်ဆိုနိုးတောက်ရင်မလောနဲ့တတိထားမလို့အပ်ပဲပြဿနာရှာရင်ရှုပ်တယ်လို့ပြောလိုက်တယ်မင်းဂျုံကမျက်နှာရဲပြီးအလွန်မင်းစိတ်ရှုပ်ထွေးသွားတယ်တကယ်တော့ကိုကတမင်လောက်တာပါလို့လည်းမပြောနိုင်တာကြောင့်အမြန်အကြောင်းပြချက်တစ်ခုပေးပြီးအတော်ကိုအဝတ်သွားလဲဖို့ပြောလိုက်တယ်အတော်ကတော့ဘာမှမစင်စားပဲအခန်းထဲဝင်သွားပြီးဒါဟာမင်းဂျုံရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းဆိုတာလုံးဝမသိခဲ့ဘူးသူမအခန်းထဲဝင်သွားပြီးနောက်မင်းဂျုံကတိတ်လေးတကားဝအထိသွားလိုက်တယ်ခဏလောက်ကြည့်နေပြီးမကြခင်မှာပဲထွက်သွားခဲ့တယ်နောက်တစ်နေ့မနက်မှာနှစ်ယောက်သားစူပါမားကတ်ကိုအတူသွားကြတယ်မင်းဂျုံဟာစိတ်လှုပ်ရှားလွန်းလို့ရေမောချင်စိတ်ကိုမထိန်နိုင်ဘူးဒါဟာချစ်သူဖြစ်စအချိန်တွေကိုပြန်တရိရစေတဲ့ချုံငိမ့်တဲ့ခံစားချက်မျိုးပါပဲတကယ်ကိုပျော်ရွှင်ပြီးရင်ခုန်နေခဲ့တယ်အတော်ကအသေးစိတ်ကြပြီးစစ်ဆက်တေချာသူဖြစ်ပြီးပစ္စည်းရွေးတဲ့အခါတိုင်းတေချာဂယုတစိုက်အချင်းချင်းကြည့်ရှုတယ်သူမဟာရှားပါတဲ့ဉာဏ်ပညာရှိပြီးကျင်နာတဲ့သူတစ်ယောက်ဖြစ်ကသူမရဲ့ထူးခြားတဲ့ဟန်ပန်တစ်ခုလေးနဲ့တင်လူတွေကိုဆွဲဆောင်နိုင်တဲ့ညှို့အားရှိသူဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာဗီဒီယိုတွေကိုထပ်ကြည့်ရှုလိုပါသလား